American ပြည်ထောင်စုမှာရှိတဲ့ပြည်နယ်ပေါင်း40ကျော်ရဲ့တရားစွဲဆိုခြင်းခံလိုက်ရတဲ့ Facebook နဲ့ Instagram ပိုင်ရှင် Meta Company ကိုအခုချိန်မှာတော့ဒေါ်လာတန်ပေါင်း938ကျော်ကိုဇော်ကြီးငွေအနေနဲ့ပေးဆောင်ရဖို့တရားရုံးကဆုံးဖြတ်ချက်ချသွားခဲ့ပါတယ်။ Okay အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ကဘာတဝင်းတွေမိဘတွေနဲ့လူငယ်တွေကြားမှာကြရက်ရိုက်သွားခဲ့တဲ့သတင်းအကြီးကြီးတစ်ခုတက်လာခဲ့ပါတယ်ဒါကတော့ Facebook နဲ့ Instagram ပိုင်ရှင်ဖြစ်တဲ့ Meta Company ကို American ပြည်ထောင်စုမှာရှိတဲ့ပြည်နယ်ပေါင်း40ကျော်ရဲ့တရားစွဲဆိုခြင်းဖြစ်ပါတယ်ဒါကတော့ကလေးတငယ်တွေရဲ့စိတ်ကြမ်းမာရေးကိုထိခိုက်စေနိုင်တယ်ဆိုတဲ့ဆွဆွဲချက်ကြောင့်အခုချိန်မှာတော့ Meta Bit ကနေဒေါ်လာတန်ပေါင်း938ကျော်ကိုဇော်ကြီးငွေဒဏ်ကြီးငွေအနေနဲ့ပေးဆောင်ရဖို့တရားရုံးကဆုံးဖြတ်ချက်ချသွားခဲ့တာဖြစ်ပါတယ်ဆိုတော့ဒါဟာဘာကြောင့်ဒီလိုဖြစ်လာရတာလဲလက်ရှိအချိန်မှာရောဘယ်လိုအဆင့်တွေရောက်သွားပြီလဲဆိုတာကိုကျွန်တော်အသေးစိတ်တစ်ချက်ကြည့်ကြည့်အောင်ဘာဖြစ်လို့ပြည်နယ်ပေါင်း40ကျော်ကဒီ Facebook Meta Company ကိုတရားစွဲဆိုလိုက်တာလဲဆိုလို့ရှိရင်အဓိကကျွန်တော်က3ချက်ကိုအကြောင်းပြပြီးတော့တရားစွဲဆိုလိုက်တာဖြစ်ပါတယ်ပထမချက်အနေနဲ့ဘာလဲဆိုလို့ရှိရင်ဆွဲလန်းစေတဲ့ algorithm ဖြစ်ပါတယ် Meta ဟာသူတို့ရဲ့ app တွေမှာကလေးတငယ်တွေကိုအချိန်အကြာကြီးဆွဲလန်းစေနိုင်မဲ့ဆွဲလန်းမှု algorithm ကိုတမင်တကာထည့်သွင်းထားတယ်လို့ဆွဲခံထားရခြင်းဖြစ်ပါတယ်ဒါဟာဘာဖြစ်လို့လဲဆိုလို့ရှိရင်ကလေးတငယ်တွေရဲ့အိတ်ဆက်ခြင်းနဲ့ပညာရေးကိုထိခိုက်စေနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဆိုတော့ကလေးတွေမပြောနေဗျာကျွန်တော်ရဲ့လူငယ်တွေလူကြီးတွေတော့မှကျွန်တော်ဒီ Facebook ဖြစ်ဖြစ်ဒီ Instagram ပဲဖြစ်ဖြစ် YouTube ပဲဖြစ်ဖြစ်ကျွန်တော်ဗီဒီယိုဖိုင်တွေကြည့်တဲ့ချိန်မှာဒီအပေါ်မှာအများအားကျွန်တော်ရဲ့စိတ်တွေကဆွဲလန်းအောင်သူတို့ကတမင်တကာဖန်တီးထားတယ်ဆိုတာအရန်သိထားတယ် Stop scrolling ဥပမာအနေနဲ့ကျွန်တော်တခုပြောပြမယ် Facebook ရဲ့ Real မှာ video file ကိုတပုတ်ကြည့်လိုက်တယ်ဆိုပါတော့အဲ့ဒီ video file ကိုကျွန်တော်ကြည့်လိုက်တယ်ဒီ video file ကဥပမာအချစ်ဇက်လန်းပေါ့ဗျာအဲ့ဒီအချစ်ဇက်လန်းကိုကျွန်တော်ကြည့်လိုက်တယ်ကြည့်ပြီးတော့ဒီဇက်လန်းကိုမကုံခင်မှာသူကဒီဇက်လန်းနဲ့ပတ်သက်ပြီးတော့နောက်တက်လာမဲ့ video တွေမှာဒီအကြောင်းအရာတွေနဲ့ပတ်သက်တဲ့ဟာကိုပါလာတယ်ကျွန်တော်ကဒီ video file ကိုစိတ်ဝင်စားမှုအပြည့်နဲ့ခံစားမှုအပြည့်နဲ့ကြည့်တယ်ဆိုလို့ရှိရင်ဒီဟာကျွန်တော်ရဲ့စိတ်နေဒီဗီဒီယိုကိုကြည့်နေတဲ့အတော်အတွင်းမှာ Facebook ကကျွန်တော်ရဲ့စိတ်နေသဘောထားကိုသူတို့ကဖတ်ပြီးပြီသူတို့သိပြီးပြီအဲ့ဒါကြောင့်ကျွန်တော်ကဒီဗီဒီယိုကိုကြိုက်နေတဲ့ဆိုတာကိုသူတို့သိပြီဆိုလို့ရှိရင်ဒီဟာနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်နောက်ဗီဒီယိုဖိုင်ကိုဒီဟာကုန်ပြီဆိုလို့ရှိရင်ဒီနောက်ဗီဒီယိုမှာတက်လာတယ်ဥပမာကာတွန်းကားကြည့်တယ်ဆိုလို့ရှိရင်ဒီကာတွန်းကားနဲ့ပတ်သက်တဲ့ဟာဆိုလို့ရှိရင်ဒီဗီဒီယိုဖိုင်မကုန်ခင်မှာနောက်ဗီဒီယိုမှာလည်းဒီအကြောင်းအရာနဲ့ပတ်သက်တဲ့ဟာကိုဝယ်လာမှာအဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့နောက်တစ်ခုကကျွန်တော်တို့ကဒီအခုလက်ရှိမှာကျွန်တော်ကဒီ Facebook အကြောင်းကိုပြောနေတယ်ဆိုတော့ကျွန်တော် YouTube တို့ဘာတော့သတင်းစာတို့ဘာတော့မှာဒီ Google ကနေရှာကြည့်လိုက်မယ်ဆိုလို့ရှိရင်အခုကျွန်တော်ပြောထားတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ Google တွေက Facebook တွေ YouTube တွေကဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတို့ချပြီးတော့မှာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရဲ့စိတ်နေသဘောထားအခုလက်ရှိမှာကျွန်တော်ဘယ်လိုခံစားနေလဲဘယ်လိုစိတ်မျိုးကိုတွေးနေလဲဘာတွေအကြောင်းအရာတွေပြောနေတယ်ဆိုတာတို့ကအကုန်လုံးသိတယ်အဲ့ဒီအတွက်ကြောင့်တို့ကဒီအခုကျွန်တော်ပြောပြထားတဲ့ဆွဲလန်းစီတဲ့ algorithm ကိုAmerican ပြည်ထောင်စုမှာရှိတဲ့ပြည်နယ်ပေါင်း40ကတရားစွဲဆိုလိုက်တဲ့အကြောင်းရင်းထဲကတခုအခုကျွန်တော်ပြောပြထားတဲ့ဟာဖြစ်ပါတယ်ဆိုတော့ဒုတိယချက်ကတော့စိတ်ကြမ်းမာရေးကိုထိခိုက်စေနိုင်တဲ့အတွက်ကြောင့်တရားစွဲဆိုလိုက်တာဖြစ်ပါတယ်ဆိုတော့စိတ်ကြမ်းမာရေးကိုထိခိုက်စေနိုင်တာဘာတွေဖြစ်မလဲအဓိကတော့တို့ကလူငယ်တွေကလေးတငယ်တွေကိုရည်ရွယ်ချက်ရှိနဲ့သူတို့ကစိတ်ဖြစ်စည်းမှုတွေစိတ်ကြမ်းမာရေးကိုထိခိုက်အောင်တမင်တကာလှုပ်သွားတဲ့အချက်တွေကဘာတွေဖြစ်မလဲဆိုလို့ရှိရင်ဥပမာကျွန်တော်တို့ကဒီ Facebook မှာပဲဖြစ်ဖြစ် YouTube မှာပဲဖြစ်ဖြစ်Instagram မှာပဲဖြစ်ဖြစ်ကျွန်တော်ကပုံဓာတ်ပုံတွေကိုကြည့်တဲ့အခါမှာလဲကိုကဥပမာကျွန်တော်ကအရန်အဝနေတယ်ဆိုလို့ရှိရင်ကျွန်တော်ဓာတ်ပုံတစ်ပုံကိုကြည့်လိုက်တဲ့အခါမှာဒီမှာပိန်လေးmodel ပုံစံလေးအရန်ကြည့်လို့ကောင်းတဲ့ခန္ဓာကိုယ်ပုံစံကိုကြည့်တွေးလိုက်တယ်ဆိုပါတော့အဲ့ဒီဓာတ်ပုံကိုကျွန်တော်ကြည့်လိုက်တဲ့အခါမှာကျွန်တော်ကစိတ်ဖြစ်စီမှုတွေစိတ်ကြမ်းမာရေးစိတ်ကြယောဂါတွေဘာညာတွေဖြစ်လာနိုင်တယ်ဘယ်လိုဖြစ်လာနိုင်လဲဆိုလို့ရှိရင်ဒီဟာနဲ့ကိုယ့်ရဲ့ဖြစ်တည်မှုနဲ့သူ့ဖြစ်တည်မှုကိုနိုင်ရှင်ပြီးတော့စိတ်တကြတာတွေစိတ်ဖြစ်စီမှုများလာတွေပြီးရင်အသက်ခံရတာတွေအဲ့လောက်ထိတော့ရှိနေခဲ့ပါတယ်အဲ့ဒါတွေအတွက်ကြောင့်တို့ကဒီကလေးတငယ်တွေကိုအဓိက Facebook ဒီ Meta Company ကအဲ့ဒါတွေကို target ထားပြီးတော့ကလေးတငယ်တွေကို
ဆွဲလန်းနဲ့ဒီ Facebook တွေဒီ Instagram တွေပေါ်မှာပဲအမြဲတမ်းအချိန်ကုန်ပြီးတော့နေစေဖို့အတွက်သူတို့ကတမင်တကာလှုပ်ထားတာအဲ့ဒါပြီးရဲ့အဲ့ဒါတွေဒီဟာတွေကိုကြည့်ပြီးတနေကုန်ထိုင်ပြီးတော့ဒီဟာလေးကိုကြည့်ပြီးတော့အမြဲတမ်းနေမယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့စိတ်ခံစားမှုတွေစိတ်ဖြစ်စေမှုတွေများလာပြီးတော့အသက်ပါဆုံးရှုံးရတာတွေဖြစ်လာတဲ့အဲ့ဒါကြောင့်စိတ်ထိခိုက်မှုတွေဖြစ်စေနိုင်တဲ့ algorithm တွေကိုဖျက်ပြေးဖို့အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ပြည်နယ်ပေါင်း40ကျော်ကဒီ Meta Company ကိုတရားစွဲဆိုလိုက်တဲ့အချက်ဒုတိယအချက်ကဖြစ်ပါတယ်ဆိုတော့တတိယအချက်ကဘာလဲဆိုလို့ရှိရင်အန်ဒီရရှိစီနိုင်တဲ့ content တွေကြောင့်တရားစွဲဆိုခြင်းခံထားရတာဖြစ်ပါတယ်ဒီအချက်မှာတော့အန်ဒီရရှိစီနိုင်တဲ့ content တွေကဘာတွေဖြစ်မလဲဆိုလို့ရှိရင်ကလေးတငယ်တွေရဲ့ဖုန်းမျက်နှာပြင်ပေါ်မှာအကြမ်းဖက်တာတွေဥပမာကလေးအချင်းချင်းတွေကိုရန်တိုက်ပြီးတဲ့ပုံစံမျိုးတွေဒါမှမဟုတ်လူတွေတတ်တာတွေဒါမှမဟုတ်ဒီမတင်တော်တဲ့ကြုံရတွေကိုအဲ့လိုမျိုးတွေကိုသူတို့က Facebook Meta ဘက်ကစနစ်တကျပြုတ်လုထားခြင်းမရှိဘူးမသားစီးတဲ့အတွက်ကြောင့်တရားစွဲဆိုခံထားလိုက်ရတာဖြစ်ပါတယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့2020နောက်ပိုင်းမှာ Facebook ပေါ်မှာမတင်တော်တဲ့နစ်ညမ်းဗီဒီယိုတွေကြုံရတွေအများကြီးတက်လာတဲ့ဟာတွေလည်းရှိလာခဲ့ပါတယ်အရင်ကတော့အဲ့လိုမျိုးတွေတိတ်မများဘူးဒါပေမဲ့အခုနောက်ပိုင်းဒီ COVID နောက်ပိုင်းမှာကြုံရထဲမှာအထိတကယ်ဒီ 80+ video file တွေအများကြီးတက်လာတဲ့ဟာတွေအမြဲတမ်းကြုံတွေ့နေရတယ်အဲ့ဒါတွေကလုံးဝမတင်တော်တဲ့အချက်တွေဖြစ်ပါတယ်အဲ့ဒါပြီးရင်နောက်တစ်ခုကအကြမ်းဖက်မှုတွေခုနကျွန်တော်ပြောထားတဲ့အတိုင်းဒီလိုတက်တာတွေကလေးတငယ်တွေကိုနင်းပတ်နှိပ်စက်တာတွေဒီကလေးတွေမတိတဲ့အကြောင်းအရာတွေကိုဒီ Facebook ရဲ့ algorithm ထဲမှာသူတို့ကထည့်သွင်းပြီးတော့ပြသတဲ့ဟာတွေကြောင့်အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ပြည်နယ်ပေါင်း40ကျော်ကဒီ3ချက်ကိုကြည့်ပြီးတော့တရားစွဲဆိုခြင်းဖြစ်ပါတယ်ဆိုတော့လက်ရှိအခြေအနေမှာရောဒီတရားစွဲဆိုခံထားရမှုနဲ့ပတ်သက်ပြီးတော့ဒီအမှုကဘယ်လောက်ထိရောက်နေပြီလဲလက်ရှိအခြေအနေဘယ်လိုရှိလဲဆိုတာကိုကျွန်တော်တစ်ချက်ကြည့်လိုက်ရအောင်လက်ရှိမှာတော့ဒီအမှုကအမေရိကန်တရားရုံးတွေမှာအကျိအနယ်ရင်ဆိုင်နေရတဲ့အခြေအနေဖြစ်နေခဲ့ပါတယ်Meta ဘက်ကတော့ဒီအမှုကိုပယ်ချဖို့စ조사နေပေမဲ့လည်းတရားသူကြီးတွေကတော့ဒီအမှုကိုဆက်လက်ပြီးတော့စစ်ဆေးဖို့ဆုံးဖြတ်ချက်ချထားခဲ့ကြပါတယ်ငွေကြီးရော်ကြီးတွေနဲ့ပတ်သက်ပြီးတော့တည်င်းအမျိုးမျိုးထွက်ပေါ်နေပြီမဲ့လည်းတရားရုံးဘက်ကအတီးပြုတ်ထွက်ဆိုချက်မရှိသေးဘူးလို့လည်းသိထားရပါတယ်ဒီအမှုကြောင့် Meta ရဲ့ share တန်ဖိုးတွေရဲ့အပေါ်တရားမှုအများကြီးရှိနေခဲ့တယ်လို့ Meta Company ရဲ့ဂုဏ်သိက္ခာပိုင်းမှာလည်းအကြီးအကျယ်ထိုးနှက်မှုတွေဖြစ်ပေါ်စေခဲ့တော့လည်းတချို့တွေကပြောပါတယ်တရားစွဲဆိုမှုတွေကိုပြင်းထန်လာတာနဲ့အမျှ Meta ဘက်ကလည်းကျွန်တော်တို့ပြုပြင်ပြောင်းလဲနေတယ်ဆိုတာကိုတက်တည်ပြဖို့အတွက် future အသစ်တွေကိုမိတ်ဆက်ပေးသွားခဲ့ပါတယ်ဆိုတော့အဲ့ဒီဟာတွေကဘာတွေဖြစ်မလဲအဲ့ဒီ future အသစ်တွေကဘာတွေဖြစ်မလဲကျွန်တော်တို့တစ်ချက်ကြည့်အောင်ပထမတစ်ချက်ကတော့ night time naps ဖြစ်ပါတယ်ဒါကတော့ညဘက်မှာအချိန်အကြာကြီးအသုံးဆွဲနေတဲ့ကလေးတငယ်တွေကိုအနားယူဖို့တတိပေးတဲ့စနစ်ဖြစ်ပါတယ်ဒါကတော့ကျွန်တော်ရဲ့ကလေးတွေကိုညဘက်မှာဖုန်းတွေအများကြီးအသုံးပြုပေးခိုင်းနေတယ်ဆိုလို့ရှိရင်သူအိတ်ချိန်တန်းပြီးအိတ်တက်ပြီဆိုလို့ရှိရင်အဲ့ဒါလေးကိုတတိပေးဖို့စနစ်ဖြစ်ပါတယ်ဆိုတော့ဒုတိယချက်ကကြတော့ကျွန်တော်အခုပထမပိုင်းမှာပြောသွားတဲ့တတိယအချက်နဲ့ကိုက်နေပါတယ် sensitive content control ဖြစ်ပါတယ်ဒါကတော့မတင်တော်တဲ့ video file တွေမတင်တော်တဲ့ကြုံရတွေကိုပိတ်ပြီးတဲ့စနစ်ဖြစ်ပါတယ်ဒါဟာကလေးတငယ်တွေအတွက်တော်တော်လေးကိုအသုံးဝင်လာမဲ့အရန်ကောင်းလာမဲ့ future ဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ရဲ့ကလေးတငယ်တွေကိုဖုန်းပေးသုံးလိုက်တဲ့ချိန်မှာမတင်တော်တဲ့ကြုံရတွေမတင်တော်တဲ့ video file တွေဓာတ်ပုံတွေကို auto စနစ်နဲ့ပိတ်ပြီးမဲ့စနစ်ဖြစ်ပါတယ်ဒါတော့အရန်ကောင်းပါတယ်ပြီးရင်နောက်တစ်ခုက parental supervision ဖြစ်ပါတယ်မိဘတွေကကလေးတငယ်တွေရဲ့ဖုန်းတွေကိုကန်တတ်နိုင်တဲ့အပြင်ဘယ်သူတွေနဲ့စကားပြောတယ်လဲဘယ်သူတွေကို follow လုပ်တယ်လဲဘယ်သူတွေကိုစောင့်ကြည့်နိုင်လဲဆိုတဲ့ tool တွေကိုအဆင့်မြင့်ပေးလိုက်တဲ့စနစ်ဖြစ်ပါတယ်ဒါဟာကလေးတငယ်တွေအတွက်ပုံမဘေးကနဲ့ပတ်ဝန်းကျင်တစ်ခုဖန်တီးဖို့ကြိုးစားတာဖြစ်ပါတယ်ဒါဟာအလွန်ကောင်းမွန်တဲ့စနစ်ဖြစ်ပါတယ်ဒီထဲမှာဘာတွေထပ်ပါအောင်မလဲဆိုလို့ရှိရင်ကလေးတငယ်ကိုယ့်ရဲ့ကလေးကဘယ်ဗီဒီယိုကိုကြည့်နေတယ်လဲအချိန်ဘယ်လောက်ကြည့်နေပြီလဲဆိုတာတွေကစအကုန်လုံးကိုကြည့်လို့ရမယ်ဘယ်သူတွေကို follow လုပ်သွားတယ်လဲကိုကလေးရဲ့အကောင့်ကိုဘယ်သူတွေက follow လုပ်တယ်လဲဆိုတာတွေကစအကုန်လုံးကိုကြည့်လို့ရမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒါကအရန်ကောင်းတဲ့စနစ်ဖြစ်ပါတယ်အနည်းချုပ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့နေပညာတွေဟာကျွန်တော်ရဲ့ဘဝကိုအထောက်အကူပြုတ်နေပြီမဲ့လေတစ်ဖက်မှာကလေးတငယ်တွေအတွက်တန်ဆေးလွန်ပြီးဖြစ်နေနိုင်ပါတယ်
အခုလိုကမ္ဘာကြီးတွေကိုတရားစွဲဆိုလိုက်တာဟာအနာဂတ်မှာကလေးတွေအတွက်ပုံမကောင်းမွန်တဲ့အခွင့်အရေးတွေဘေးကလုံခြုံမှုအတွက်ပုံမကောင်းမွန်တဲ့ခိုင်မာတဲ့ဥပဒေအသစ်တွေပေါ်ထွက်လာဖို့အတွက်တွန်းအားတစ်ခုဖြစ်နေခဲ့ပါတယ်ဆိုတော့ဘလူပဲဖြစ်ဗျာကျွန်တော်မိဘပြည်သူတွေအနေဖြင့်ကျွန်တော်ရဲ့ကလေးတငယ်တွေကိုပြုစုပြိုးထောင်တဲ့အခါမှာနေပညာတွေအကူအညီတွေကိုလည်းယူသလိုကျွန်တော်တို့မိမိကိုယ်တိုင်ကလည်းဂရုတစိုက်ဆောင်ရှောက်ပေးဖို့လိုအပ်နေတယ်ဆိုတာကိုဒီဗီဒီယိုကနေကျွန်တော်အသိပေးချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆောင်တွေ့ကြပါမယ်ခင်ဗျာ